ဇွန်ဘီကပ်ဖီကနေလွတ်မြောက်ဖို့အတွက်သင်္ဘောတစ်စင်းကိုတန်း300အကုန်ကြခံပြီးဝယ်ခဲ့ပါတယ်။ကုန်းမြေပေါ်မှာဆိုရင်တောပဲဖြစ်ဖြစ်တောင်ပေါ်ပဲဖြစ်ဖြစ်ဘယ်နေရာမှလုံခြုံမှာမဟုတ်ဘူးဆိုတာကျွန်မသိနေလို့ပါ။ဇွန်ဘီတွေကဘလောက်ကြာကြာဆက်ဖြစ်နေမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးလေ။အချိန်အကြာကြီးဆက်ဖြစ်နေမယ်ဆိုရင်ဘယ်နေရာမှဆိုနောက်ဆုံးတော့ပျက်စီးသွားမှာပါပဲ။မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်မကကိုယ့်အိယာပေါ်မှာညအိတ်ဝတ်စုံနဲ့လဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်။ပတ်ဝန်းကျင်မှာဇွန်ဘီတွေရဲ့အော်ဟစ်တန်တွေလည်းမကြားရတော့ပါဘူး။ကိုခန္ဓာကိုယ်တစ်ခုလုံးကိုတေးချစစ်ဆေးပြီးအချိန်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်မပြန်လဲမွေးဖွားလာခဲ့ပြီဆိုတာသိလိုက်ရပါတယ်။ဇွန်ဘီကပ်ပြီးမဖြစ်ခင်2လအလိုကိုရောက်သွားခဲ့တာပါ။အခန်းထဲကနေယူသွက်နေတဲ့သူတယောက်လိုပြေးထွက်သွားမိပါတယ်။မျက်လုံးကိုမော့ကြည့်လိုက်တဲ့အချိန်မှာပဲကျွန်မနဲ့အမူအရာချင်းတူနေတဲ့ဖေဖေနဲ့ဆုံလိုက်ရပါတယ်။ကျွန်မတို့မျက်လုံးချင်းဆုံလိုက်တဲ့အချိန်မှာပဲမိဘတွေလည်းပြန်လဲမွေးဖွားလာခဲ့ပြီဆိုတာကျွန်မသိလိုက်ပါတယ်။ကျေးဇူးတင်လိုက်တာ။ကျွန်မတို့မိသားစုအားလုံးအသက်ရှင်နေကြပါသေးတယ်။ကျွန်မတို့3ယောက်သားတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားမိပါတယ်။နှက်ချေးတွေမျက်ရည်တွေနဲ့ပေပွားနေအောင်ငိုကြွေးလိုက်တာတအိမ်လုံးပဲ့တင်ထန်နေပါတယ်။အဲ့ဒီအချိန်မှာပဲကျွန်မအကိုကသပင်းနေရှုပ်ပွားနေတဲ့ပုံစံနဲ့အခန်းထဲကထွက်လာပါတယ်။ကျွန်မတို့ငိုနေတာကိုကြည့်ပြီးယူနေကြလားဆိုတဲ့ပုံစံနဲ့ကြည့်နေပါတယ်။သူဘာမှမသိရှာသေးပါဘူး။ကျွန်မတို့ကလည်းသူ့ကိုအယူတယောက်လိုပြန်ကြည့်နေပါတယ်။အရင်ဘဝတုန်းကကျွန်မတို့မိသားစုတစ်ခုလုံးအကိုအယူအမှုဖြစ်နေတဲ့မိန်းကလေးတယောက်ရဲ့ပျောကားကြောင့်တည်ဆုံးခဲ့ရတာပါ။အဲ့ဒီမိန်းကလေးကအပြင်ပန်းကြည့်တာထက်ပိုပြီးတော့ကိုကြောက်ဖို့ကောင်းတာပါ။ကျွန်မတို့အိမ်နဲ့ပစ္စည်းတွေကိုတင်ပိုက်ဖို့အတွက်အကိုကိုဇွန်ဘီအုပ်စုတွေကိုတွန်းပို့ခဲ့တယ်လို့ဇွန်ဘီဖြစ်သွားတဲ့အကိုကိုလည်းကျွန်မတို့နဲ့အတူအခန်းထဲမှာပိတ်လောင်ထားခဲ့တာပါနောက်ဆုံးတော့ကျွန်မတို့မိသားစုဝင်အချင်းချင်းရဲ့လက်ချက်နဲ့ပဲတည်ဆုံးခဲ့ရပါတယ်ဖျားသခင်ကတော့ကျွန်မတို့ရဲ့အဖြစ်ဆိုးကိုကြည့်မရတော့လို့ပဲဖြစ်မယ်ကျွန်မနဲ့မိဘတွေကိုဒုတိယအခွင့်အရေးပေးလိုက်တာပါအကိုကိုစမ်းသပ်ကြည့်ပြီးတဲ့နောက်မှာတော့ဖီဖီကစိတ်ပြက်လက်ပြက်နေကြည့်လိုက်ပြီးဒီလိုအယူအမိုက်သားမျိုးကိုဖလူများမွေးမိပါလေဆိုပြီးရည်ရွယ်လိုက်ပါတယ်မေမေနဲ့ကျွန်မလည်းတယောက်ကိုတယောက်ကြည့်ပြီးတနာမိပါတယ်အရင်ဘဝတုန်းကအကိုကအချစ်ကြောင့်ယူမိုက်နေတဲ့သူဖြစ်ပြီးမိသားစုတစ်ခုလုံးကိုဆွဲချသွားခဲ့တာပါသူတယောက်တည်းကတော့အရင်အတိုင်းပဲဘာမှမသိနားမလည်သေးပါဘူးကျမတို့အနေနဲ့တပ်ပြင်းချယုံကလွယ်ပြီးဘာမှမတတ်နိုင်ပါဘူးအရင်ဘဝကစာလောင်ခဲ့တယ်လို့မျိုးအဝါစားပြီးတဲ့နောက်မှာတော့ကျမတို့မိသားစုရဲ့အဓိကလူတွေဖြစ်တဲ့ဖေဖေမေမေနဲ့ကျမတို့3ယောက်သာစာကြည့်ခန်းထဲမှာအစည်းအဝေးလုပ်ဖို့ဝင်သွားကြပါတယ်အခန်းထဲရောက်တာနဲ့မေမေကကျမနဲ့ဖေဖေကိုဖတ်ပြီးထန့်ငိုပြန်ပါတော့တယ်ဖေဖေကတော့စိတ်ကိုတည်ငြိမ်အောင်ထိန်းထားနိုင်သေးလို့မိမိကိုနှစ်သိမ့်ပေးနေရပါတယ်ကျမကတော့ဟိုလူ2ယောက်ကြားမှာအပိုလိုဖြစ်နေခဲ့တာပါဘာလို့လဲဆိုတော့ဖေဖေမျက်လုံးထဲမှာကျမကမိသားစုထဲမှာအမာကျော်ဆုံးမိန်းကလေးတယောက်ဖြစ်နေလို့ပါအနည်းဆုံးတော့မိမိထက်ဆိုင်ပိုမာကျော်တာပေါ့အရင်ဘဝတုန်းကဖီလာမှာအသက်ရှင်ဖို့ရုန်းကန်နေရတဲ့အချိန်တုန်းကဆိုရင်ကျမကမိသားစုရဲ့လုံခြုံရေးတာဝန်ခံလိုမျိုးဖြစ်နေခဲ့တာပါတခါတော့ဆိုရင်ဇွန်ဘီတကောင်ရဲ့ဦးခေါင်းကိုဘေ့စ်ဘောတုံးနဲ့ရိုက်ခွဲလိုက်တာတော့ရှိသေးတယ်အဲ့ဒီမြင်ကွင်းကမိမိကိုအတော်လေးကြောက်လန့်သွားစေခဲ့တာပေါ့ကျမချောင်းဟန့်လိုက်မှာပဲဖေဖေနဲ့မိမိကကျမကိုအနေရခတ်တဲ့ပုံစံနဲ့ကြည်လာကြတယ်ခဏတာတိတ်ဆိတ်သွားပြီးနောက်မှာတော့ကျမပဲစပြီးစကားဆလိုက်ပါတယ်မိမိနဲ့ဖေဖေဇွန်ဘီတွေပေါ်လာဖို့ကနောက်ထပ်2လပဲလိုတော့တယ်ဒီတခါတော့ကျမတို့အပြည့်အဝပြင်ဆင်ထားဖို့လိုတယ်ကောင်းကင်ဘုံကကျမတို့ကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးထားတာမို့လို့ဒီအခွင့်အရေးကိုလက်လွတ်မခံသင့်ဘူးအဲ့ဒီလိုပြောလိုက်တဲ့အခါမှာကျမရဲ့အတန်ကအတီဆုံးဖြစ်နေခဲ့ပါတယ်ဖေဖေနဲ့မိမိကလည်းချက်ချင်းပဲခေါင်းညှိပြပါတယ်ဒါနဲ့ပဲကျမဆက်ပြောလိုက်ပါတယ်ကျမတို့ဒီနေရာမှာစက်နေလို့မရတော့ဘူးပြောင်းရွှေ့ဖို့လိုတယ်တောင်ပေါ်ကိုသွားကြရအောင်အဲ့ဒီနေရာမှာဆိုရင်ဘယ်သူမှကျမတို့ရှာတွေ့မှာမဟုတ်ဘူးဇွန်ဘီတွေလည်းအဲ့ဒီကိုရောက်လာမှာမဟုတ်ဘူးကိုမြေပေါ်မှာဆိုရင်အစီမပြေဘူးဒီကတ်ဆိုးကြီးကဘယ်လောက်ကြာမယ်ဆိုတာဘယ်သူကသိနိုင်မှာလဲအချင်းအကြာကြီးဖြစ်နေမယ်ဆိုရင်အားလုံးပျက်စီးသွားဖို့ကအချင်းတစ်ခုပဲလိုတော့တာပါဖေဖေရဲ့စီးပွားရေးသမားအုံနောက်ကတော့အလုဆလုံးနေပါပြီအတော်ကြာအောင်တိတ်ဆိတ်နေပြီးနောက်မှာတော့ပင်လေပြင်းဆိုတဲ့စကားလုံးကထွက်လာပါတယ်ဖေဖေနဲ့ကျမ2ယောက်သားတပြိုင်တည်းပြောလိုက်တာပါအရင်ဘဝတုန်းကကမ္ဘာမဟာမိတ်အဖွဲ့ရဲ့ရုံးချုပ်ကပင်လေပြင်းတွေကတင်းပိုးကြီးပေါ်မှာရှိနေခဲ့တာကိုကျွန်မမှတ်မိနေတယ်ဇွန်ဘီတွေကရေကိုမကြောက်ပေမဲ့ပင်လေပြင်းမှာတော့ကြာကြာမရှင်းတန်နိုင်ကြပါဘူးအဲ့ဒီနေရာမှာခေါင်းဆောင်တွေနဲ့ထူးခြားတဲ့စွမ်းရည်ရှိသူတွေကိုပဲခေါ်ထားတာပါတာမန်လူတွေကတော့ကုန်းမြေပေါ်ကစခန်းတွေမှာပဲအနိုင်နိုင်ရှင်းတန်နေခဲ့ရတာပါအရင်ဘဝတုန်းကဆိုရင်ကျမတို့မိသားစုကစခန်းတစ်ခုစီတောင်မရောက်လိုက်ပါဘူးအကိုဖြစ်သူရဲ့လှည့်စားတတ်တဲ့ရီစာကကျမတို့ကိုဇွန်ဘီတွေစီအရင်ဆုံးကျွေးလိုက်တာပါဒါကြောင့်ဒီတစ်ခါတော့မိသားစုတစ်ခုလုံးပင်လယ်ပြင်မှာပဲပုံအောင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကျမတို့တင်းဘောတစ်စင်းဝယ်ကြတော့မှာပါမေမေနဲ့ကျမကတော့ဒါကိုအပြည့်အဝထောက်ခံပါတယ်ဒါပေမဲ့တင်းမောကဘလောက်ကြီးရမလဲဆိုတာစပြောတော့ဖေဖေကစကားမပြောတော့ပဲညင်ကြသွားတယ်သူကပြတင်းပေါက်အပြင်ဘက်ကိုပဲငီးကြည့်နေခဲ့တယ်အဲ့ဒါဦးရှိရဲ့အိမ်မလားကျွန်တော်တို့သူ့ကိုပြောပြတဲ့နေမိသားစုနှစ်ခုလုံးအတူတူထွက်သွားလို့ရတာပေါ့ဖေဖေကဘာမှပြန်မပြောပေမဲ့သူဘာတွေးနေလဲဆိုတာကျွန်မသိနေပါတယ်ကျွန်မတို့မိသားစုကလွှင့်ရင်ဖေဖေအခယူးစိတ်ဆုံးလူကဦးရှိပဲဖြစ်မှာပါသူတို့နှစ်ယောက်ကသွေးသားမတော်ဆက်ပေမဲ့ညီအကိုလိုရင်းနှီးကြတာကိုဖေဖေကသူတို့မိသားစုကိုဒီတိုင်းပြစ်ထားခဲ့မှာမဟုတ်ပါဘူး
အရင်တော့ကလည်းသူတို့နှစ်ယောက်သားနေရနေအတူတူတက်လာခဲ့ကြတာပါပညာရေးနဲ့ပတ်သက်ရင်လည်းအများကြီးမသိခဲ့ရပါဘူးနှစ်ပေါင်းများစွာရုန်းကန်ခဲ့ပြီးမှအထည်ချုပ်စက်ရုံလေးတစ်ရုံထောင်နိုင်လောက်တဲ့အထိငွေကြေးစုဆောင်းနိုင်ခဲ့ကြတာပါနောက်ဆုံးတော့ငွေကြေးစုဆောင်းပြီးအထည်ချုပ်စက်ရုံလေးတစ်ခုစတင်နိုင်ခဲ့တယ်အခုလိုမျိုးသူတို့ဘဝကိုတည်ဆောက်ခဲ့ကြတာပေါ့သူတို့ဘဝရဲ့ပထမတစ်ဝက်မှာတယောက်နဲ့တယောက်အမြဲရှိနေခဲ့ကြတယ်လို့ပြောလို့ရတယ်နောက်ပိုင်းမှာတော့အိမ်အောင်ပြုတ်ပြီးမိသားစုတွေကိုဘေးချင်းကက်လျက်တည်ဆောက်ခဲ့ကြပြန်တယ်သူတို့နှစ်ယောက်ကိုတကယ့်ညီကိုတွေလို့ခေါ်ရင်တော့လုံးဝမထင်ပါဘူးဒါပေမဲ့နောက်ပိုင်းမှာတော့စီးပွားရေးကိစ္စနဲ့ပဋိပက္ခဖြစ်ခဲ့ကြတယ်ဘလို့ဖြစ်လိုက်တယ်မသိဘူးအကြီးကျယ်ရန်ဖြစ်ပြီးလမ်းခွဲလိုက်ကြတယ်သူတို့နှစ်ယောက်လုံးကလည်းမာနကြီးကြတော့ဘသူမှအလျှော့မပေးကြဘူးဘသူကမှလည်းအရင်စပြီးစကားမပြောခဲ့ကြဘူးအဲ့ဒီလိုနဲ့ပဲအိမ်ကြီးချင်းတွေဖြစ်ပေမဲ့3နှစ်လောက်စကားမပြောဘဲနေခဲ့ကြတယ်ဒါပေမဲ့ကျမတို့အပေါ်တော့တိတ်ပြီးတက်ရောက်မှုမရှိခဲ့ပါဘူးကျမအမေကတော့ဒေါ်ရှိနဲ့နီးတိုင်းနီးလေစာလက်ဖက်ရည်တောက်ဖြစ်နေတော့မှာပဲကျမကလည်းဦးရှိရဲ့တူရီတော်သားရှီရှောက်ဟန်ရဲ့နောက်ကနေအမြဲတမ်းအရေးလိုလိုက်နေကြတာပါဘာလို့လဲဆိုတော့ရိုးရှင်းပါတယ်ကျမသူ့ကိုသဘောကျနေလို့ပါဒါပေမဲ့ကျမကသူ့ထက်3နှစ်ငယ်တယ်ကျမသူ့အလဲတန်းကျောင်းကိုရောက်တဲ့အချိန်သူကကျောင်းပြီးသွားပြီကျမသူ့အထက်တန်းကျောင်းကိုရောက်အောင်စူးစမ်းတက်တဲ့အချိန်သူကတက္ကသိုလ်ကိုရောက်သွားပြီအဲ့ဒီ3နှစ်กว่าခြားချက်ကြောင့်ကျမကသူ့နောက်မှာအမြဲတမ်းတလှမ်းနောက်ကျနေခဲ့တယ်ဒါပေမဲ့အဲ့ဒီအချက်ကကျမကိုသူ့နောက်ကနေလိုက်နေတာကိုမတားဆီးနိုင်ခဲ့ပါဘူးအထက်တန်းကျောင်းမှာတော့ကကျမရီမန်းချက်တစ်ခုထားခဲ့တယ်အဲ့ဒါကသူ့တက်တဲ့တက္ကသိုလ်ကိုပဲလိုက်တက်ဖို့ပါကျမရဲ့အားလက်ချိန်အားလုံးကိုစွန့်လွတ်ပြီးစာတွေပဲစူးစမ်းခဲ့တယ်တက္ကသိုလ်ပထမနေ့ရောက်တဲ့အခါသူ့ဘေးမှာရက်နိုင်လိမ့်မယ်လို့အိမ်မက်မှတ်ခဲ့တယ်သူ့ကိုသဘောကျနေတာကိုလူတိုင်းသိပေမဲ့သူတယောက်တည်းပဲမသိခဲ့ဘူးဒါပေမဲ့ကျမရဲ့10နှစ်ကြာအချစ်ဇလန်းကတက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြီးတဲ့ຫນွေရာသီမှာပဲအဆုံးသတ်သွားခဲ့တယ်ပန်းရောင်စုံဝစ်စုံဝစ်ထားတဲ့မိန်းကလေးတစ်ယောက်သူ့ကိုမှီနေတာကိုမြင်လိုက်ရတဲ့အခါကျမစိတ်ထဲမှာပြင်ဆင်ထားတဲ့စကားလုံး800တန်းဝန်ခံချက်တွေကလေချောင်းမှာပင်ပိတ်ဆို့သွားခဲ့တယ်ပြီးတော့အဲ့ဒီစကားတွေကကျမနှလုံးသားရဲ့အနက်ရှုံးဆုံးနေရာကိုနစ်မြုပ်သွားခဲ့တယ်နောက်ဆုံးတော့ကျမသူ့ဘေးမှာမရက်တည်နိုင်ခဲ့ပါဘူးဒါကြောင့်ကျမထွက်ပြေးဖို့ဆုံးဖြတ်လိုက်တယ်မြောက်ဘက်ကတက္ကသိုလ်တစ်ခုကိုရှောက်လိုက်တယ်3နှစ်လုံးကျမသူ့ကိုတစ်ခါမှမမြင်ခဲ့ရတော့ဘူးဖုတ်ကောင်နေပေါ်လာတဲ့အချိန်ထိပေါ့ကျမအကိုရဲ့အချစ်ရေးကိစ္စကြောင့်ကျမတို့မိသားစုအိမ်ကနေအနှင်ထုတ်ခံရတဲ့အခါဦးရှိနဲ့ရှီရှောင်ဟန်တို့လက်ထဲမှာခေါ်ပြားတွေကင်ပြီးပြေးလာတာကိုမြင်လိုက်ရတယ်သူတို့ကကျမတို့ကိုလှမ်းអော်ပြီးပြေးလာကြတာပါရှီရှောင်ဟန်ရဲ့မျက်လုံးတွေကကြောက်စရာကောင်းလောက်အောင်နီးရဲနေတယ်ကျမမျက်လုံးမမိတ်ခင်လေးမှာနဲ့သူစိတ်ယူးပေါက်နေတဲ့အတိုင်းကျမစီကိုအသေးအတန်ပြေးလာနေတာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်ဒါပေမဲ့နောက်ဆုံးတော့ကျမဖောက်ကောင်လေးရဲ့လက်ထဲမှာပဲတိတ်ဆုံးခဲ့ရတယ်အဲ့ဒီလိုသာမဟုတ်ခင်ဦးရှိရဲ့မိသားစုကိုဘာဖြစ်သွားလဲဆိုတာကျမသိရမှာပါရှီရှောင်ဟန်ကိုဘာဖြစ်သွားလဲဆိုတာလည်းသိရမှာပါဒါကြောင့်ဒီဘဝမှာတော့ကျမတို့မိသားစုကရှီမိသားစုကိုအမှန်တရားပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်